ညနဲ့တန်းကောင်ရန်အချိန်မိုးဖိုးပွဲကြနေလမ်းမချက်မှာကားမီးရောင်တာလမ်းဘေးတစ်ပင်တွေကိုဖြတ်တန်းသွားတယ်ကျွန်တော်ကားမောင်းနေရင်လမ်းဘေးမှာထီးအနီရောင်လေးကင်ပြီးတယောက်တည်းရက်နေမိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်သူမရဲ့စပင်းတွေကဆိုးဆွနေပြီးခေါင်းငုံထားတယ်စိတ်မကောင်းဖြစ်မိတာနဲ့ကားကိုဘေးကပ်ပြီးဘာဖြစ်လို့လဲလို့မေးဖို့အလွတ်မှာပဲသူမကမော့ကြည့်လာတယ်သူမရဲ့မျက်နှာကအယမ်းကိုဖြူဖြောနေပြီးတခုခုကိုပြောချင်နေပုံရပေမဲ့ဘာသမ်းမှထွက်မလာဘူးသူမလက်ညှိုးထိုးပြတဲ့ဘက်ကိုကျွန်တော်လှည့်ကြည့်မိတယ်အဲ့ဒီနေရာမှာအိမ်ဟောင်းကြီးတစ်လုံးရှိတယ်တမျိုးလုံးမှာအဲ့ဒီအိမ်ကနှစ်ပေါင်းများစွာပိတ်ထားတာသူမကကောင်းနောက်ခန်းထဲကိုဖြည်းဖြည်းချင်းတက်ထိုင်လိုက်တယ်ကျွန်တော်လဲသူမကိုလူအပ်တဲ့နေရာပို့ပေးဖို့ဆက်နှိုးလိုက်တယ်ဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အချိန်မှာနောက်ခန်းထဲမှာဘယ်သူမှမရှိတော့ဘူးထိုင်ခုံပေါ်မှာစိုးစွတ်နေတဲ့ရေစက်တွေနဲ့အတူသူမကင်ထားတဲ့ထီးအနီလေးကချောင်းသာကြံနေတယ်စိတ်ထဲမှာတမျိုးထီပြီးကားကိုအိမ်ပြန်မောင်းလာခဲ့တယ်အိမ်ရောက်တော့သတင်းစာမှာဖတ်လိုက်ရတဲ့ခေါင်းကြီးပိုင်းမှာကျွန်တော်ကိုတုန်လှုပ်သွားစေတယ်လွန်ခဲ့တဲ့10နှစ်ကပျောက်ဆုံးသွားတဲ့မိန်းကလေးယနေ့တိုင်ရှာမတွေ့သေးတယ်သတင်းစာတွေကတပ်ဖို့မှာပါတဲ့မိန်းကလေးကကျွန်တော်လမ်းမှာတွေ့ခဲ့တဲ့မိန်းကလေးနဲ့တစ်ထပ်တယ်တပ်ပုံဘေးမှာရေးထားတဲ့စကြောင်းကတော့ပိုပြီးထိတ်လန့်စရာကောင်းတယ်သူမပျောက်ဆုံးသွားတဲ့နေ့ကသူမကြိုက်ထားတဲ့ထီးအနီရောင်လေးကိုအိမ်ရှိမှာတွေ့ခဲ့ရတယ်တဲ့ကျွန်တော်အိမ်မှာရှိတဲ့ပစ္စည်းတွေကိုလှည့်ပတ်ကြည့်မိတယ်ကျွန်တော်ကားနောက်ခန်းမှာဘာမှမရှိတော့ဘူးဒါပေမဲ့ကားထဲကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ထိုင်ခုံပေါ်မှာစိုးစွတ်နေတဲ့ခြေရာတေးသေးလေးတွေတန်းစီပြီးကြံနေခဲ့တယ်သူမအဲ့ဒီကားထဲမှာတကယ်ပဲရှိနေခဲ့တာလားဒါမှမဟုတ်ကျွန်တော်စိတ်ကအဲ့ဒီလိုထင်ယောင်မှဖြစ်သွားတာလားအဖြေမရှိတဲ့မေးခွန်းတွေနဲ့အတူမိုးတံကပိုပြီးကြေလောင်လာတယ်